များအကျိုးဆောင်ကိုကျိုးအောင်ဆိုတဲ့စကားပုံလေးကိုဒီနေရာမှာထည့်ပြောခြင်းအဲ့ဒီလို तू stock market ပေါ်တက်လိုက်တဲ့အတွက်နော်အဲ့ဒီ stock ကိုဝယ်တဲ့နော် investor တွေ retail investor ဆိုတာကျွန်တော်တို့ခင်ဗျားတို့လိုတာမန်လူတွေအနည်းဆုံးမီလီယံနာ1000လောက်ရှိတယ်လို့စီရင်စရာတွေအရသိရတယ်ဒီနေ့ပြောခြင်းတဲ့အကြောင်းအရာလေးကမြန်မာပြည်ကတထေးတွေနားမလဲတဲ့ Elon Musk ရဲ့ချမ်းသာကြွယ်ဝမှုဆိုတဲ့အကြောင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာမြန်မာနိုင်ငံလူအများစုလုပ်ငန်းရှင်အများစုမတူဘူးလို့ထင်တဲ့လုပ်ငန်းစဉ်သဘာဝနှစ်ခုကိုဆက်ပြသွားမှာဖြစ်ပါတယ်တစ်ခုက stock market မှာ investment လုပ်တဲ့သဘာဝနဲ့နောက်တစ်ခုကစီးပွားရေးလုပ်ငန်းတွေ exit လုပ်တာစီးပွားရေးလုပ်ငန်းတွေရောင်းတာဝယ်တာလုပ်တဲ့သဘာဝနှစ်ခုဟာတစ်ခုတည်းဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုဒီမှာကျွန်တော်ဆက်ပြသွားမှာဖြစ်ပါတယ်အခုကဘာမှာအချမ်းသာဆုံးဖြစ်နေတဲ့ Elon Musk ချမ်းသာကြွယ်ရတာဟာကြောက်ခမန်းနည်းလီပါနောက်ဆုံး Forbes magazine ကခံမှန်းထားတာ Elon Musk ရဲ့ချမ်းသာကြွယ်ဝမှုကဘီလီယံ600နေဘီလီယံ800အထိ2026မှာရှိတယ်လို့မှန်းထားပါတယ်အဲ့ဒီကြတော့ဒီ Elon Musk ရဲ့ချမ်းသာကြွယ်ဝမှုတွေကဘလို့လာတာလဲငွေသားတွေအနေနဲ့ရှိတာလားဘလို့ရှိတာအဲ့ကြ Elon Musk အချမ်းသာဆုံးဘလို့ဖြစ်တာလဲဆိုတာကိုသိဖို့အတွက် stock market အလုပ်လုပ်ပုံကိုနားလည်ဖို့လိုပါတယ်ကျွန်တော်တို့ဒီမှာလူအများစုကျွန်တော် stock အကြောင်းပြောတာစီးပွားရေးလုပ်ငန်းအကြောင်းပြောတာ ਨੇ မဆိုင်ဘူးလို့ထင်ကြပါတယ်အမှ stock အကြောင်းနဲ့စီးပွားရေးလုပ်ငန်းအကြောင်းပြောတဲ့အကြောင်းအရာနှစ်ခုဟာအခြေခံအားဖြင့်တစ်ခုတည်းသာဖြစ်ပါတယ် stock market ပေါ်ကုမ္ပဏီတွေဘယ်လိုတက်ကြလဲဘာကြောင့်တက်ကြလဲလုပ်ငန်းတစ်ခုကအနေအထားတစ်ခုရောက်လာဘူးထပ်ပြီးချဲ့ထွင်ဖို့လိုရင်အရင်းနှီးတွေလိုတယ်ဒီအရင်းနှီးတွေရဖို့အတွက်သူက share တွေထုတ်ရောင်းတယ်အဲ့လို share ထုတ်ရောင်းတဲ့နေရာမှာအပြင်က investor တွေကိုလူတစုစာ investor တွေကိုထုတ်ရောင်းတဲ့ share ကို private equity investment လို့ပြောတယ်เนาะ investment fund တွေဝင်ပြီး investment လုပ်တာလူ4-5ယောက်ကပိုင်တဲ့ investment fund နောက်တစ်ခုကကြာတော့အဲ့ဒီကုမ္ပဏီရဲ့ share တွေကို stock market ပေါ်တကယ်လူထုကြဲကြဲပြန့်ပြန့်ဝယ်လို့ရအောင်ထုတ်ပြီးရောင်းလိုက်တာအဲ့ဒါကို IPO လုပ်တယ် stock share market တက်တယ်လို့ခေါ်နော်ဆိုတော့အဲ့လိုလုပ်ခြင်းအားဖြင့်ဘာအကျိုးကျေးဇူးရလဲနံပါတ်1လုပ်ငန်းသည်သူလုပ်ငန်းချဲ့ထွင်ဖို့အတွက်နော်အရင်နှီးကြီးမားမားရအုံနဲ့ကျင်းနဲ့ရဘာဖြစ်လို့လဲဆိုတော့လုပ်ငန်းကဘလောက်ပဲကောင်းကောင်းဘဏ်ကအကျွေးနဲ့ကြီးချဲ့လို့မရဘူးဘဏ်အကျွေးနဲ့ကြီးချဲ့ရင်အတိုးနဲ့ပြီးတော့ရေရှည်မှာ risk အများများတယ်ဒါကြောင့်မို့လို့ဘဏ်ကချင်းငွေလဲယူတယ်နော်လုပ်ငန်းတစ်ခုကို share လဲထုတ်ရောင်းအဲ့ကြအခုန share ထုတ်ရောင်းပြီဆိုရင်ဘာရလဲအရင်းနှီးရအရင်းနှီးရအောင်တစ်ခုတည်းမဟုတ်ဘူးလုပ်ငန်းဒီအဲ့ဒီလုပ်ငန်းဒီ liquid ဖြစ်သွား liquid ဖြစ်သွားတယ်ဆိုတာလုပ်ငန်းရှင်တယောက်တည်းပိုင်းနေတဲ့အချိန်မှာ liquid မဖြစ်ဘူးဒီ share ကိုဘယ်လောက်တန်မြန်လဲမသိဘူးရောင်းရဝယ်ရတာလည်းခက်တယ်အခုနပြောတယ် private equity investor တွေကိုပဲရောင်း stock market အပေါ်ကိုပဲတက်အဲ့လိုလုပ်ဖို့အတွက်လုပ်ငန်းကြီးတစ်ခုလုံးရဲ့တန်ဖိုးကိုကျွမ်းကျင်တဲ့သူတွေနဲ့တွက်ဖို့လိုအဲ့လိုတွက်ချက်ပြီးမှသာအဲ့ဒီထဲက share တစုစီဘယ်လောက်တန်တယ်လုပ်ငန်းကြီးတစ်ခုလုံးဒီဘယ်လောက်တန်တယ်ဆိုတဲ့ဟာအဖြေထွက်အဲ့ဒီပေါ်မှာအခြေခံပြီး share တွေကိုတစ်ခုချင်းတန်ဖိုးနဲ့ထုတ်ရောင်းအဲ့ဒီကြတော့နော်
share တွေအဲ့လိုထုတ်ရောင်းလိုက်တဲ့အတွက်လုပ်ငန်းဒီအရင်ကြီးလဲရတယ်လုပ်ငန်းပိုင်ရှင်ဒီလေသူ့လုပ်ငန်းထဲမှာပိုင်တဲ့ယာဂိုင်နှုန်းအချိုးစားသည်ဘလောက်တန်လဲဆိုတဲ့ဟာတိတိကျကျပေါ်လာတယ်နော်တခါတိတိကျကျပေါ်လာတယ်လို့အဲ့ဒီ share ကိုသူငွေလိုတဲ့အချိန်မှာထုတ်ရောင်းလို့လွယ်သွားတယ်ဒီနေရာမှာပြောချင်တာ stock ထုတ်ရောင်းလို့ Elon Musk တယောက်တည်းချမ်းသာတာမဟုတ်ဘူးမြန်မာစကားပုံဖြစ်တဲ့အများအကျိုးဆောင်ကိုကျိုးအောင်ဆိုတဲ့စကားပုံလေးကိုဒီနေရာမှာထည့်ပြောခြင်းအဲ့ဒီလိုသူ stock market ပေါ်တက်လိုက်တဲ့အတွေ့နော်အဲ့ဒီ stock ကိုဝယ်တဲ့နော် investor တွေ retail investor ဆိုတာကျွန်တော်တို့ခင်ဗျားတို့လိုတာမန်လူတွေအနည်းဆုံးမီလီယံနာ1000လောက်ရှိတယ်လို့စင်စရာတွေရသိရအဲ့ဒါလုပ်ငန်းပြင်ပလူတွေတခါသူ့လုပ်ငန်းထဲမှာပါတယ်နော်ကုမ္ပဏီစကားစားပါတယ်ဝန်ထမ်းတွေနော်သူတို့ရှိမှာ share option ပေးလို့ရှိဝယ်ခွင့်ပေးတယ် discount အဲ့လိုဝယ်ထားတဲ့ဝန်ထမ်းတွေအောက်ခြေဝန်ထမ်းတွေကမီလီယံနာတွေဖြစ်သွားတာထောင်ချီပြီးရှိတယ်ဆိုတဲ့ဟာကိုဒီမှာမြင်တွေ့ရမှာဖြစ်တယ်အဲ့ဒီထဲမှာတခါတူးချင်းထင်ရှားတဲ့နော် Tesla stock ကိုဝယ်လို့တူးချင်းထင်ရှားတဲ့နာမည်ကြီးတဲ့ investor တွေရှိတယ်ဟိုမှာ Jason DeBoss ဆိုတာနော်သူ Tesla stock ကိုဝယ်ထားတာ10 သန်းထိချမ်းသာတယ်နော်နောက်က stock distill ဆိုတဲ့ဒီသွား site တဲ့သွားဆရာဝန်နော်သူလဲ Tesla ကို stock ကိုဝယ်ထားတဲ့ဟာ2.8 သန်းလောက်ချမ်းသာသွားတယ်လို့ဒီမှာသူတို့နော်ပြောထားတာကျွန်တော်တို့တွေ့ရအဲ့ကြတော့ဒီ stock market ပေါ်တင်လိုက်တဲ့ဟာ Elon Musk တင်ချမ်းသာတာမဟုတ်ဘူးဒီ stock ကိုကင်ထားတဲ့ဝယ်ထားတဲ့လူတွေပါချမ်းသာသွားတယ်အဲ့ဒီ Tesla stock ကိုတကဘာလုံးကမိသူမဆိုဝယ်လို့ရတယ်ဆိုတဲ့အခွင့်အရေးပါပဲအဲ့ဒီအခွင့်အရေးဟာမြန်မာနိုင်ငံလူတွေလည်းရနေပါပြီအဲ့ဒါကိုဝယ်နိုင်ရင်နော်သူတို့လိုပဲကဘာလွှမ်းမှာရှိတဲ့ကြံတဲ့လူတွေလိုပဲ passive income နဲ့မီလီယံနာဖြစ်နိုင်တဲ့အခွင့်အရေးရှိတယ်ဆိုတာဒီအခြေအနေကထောက်ပြနေပါတယ်ကျွန်တော်တို့ဒုတိယအပိုင်းမှာဘယ်အချိန်မှာဝယ်သင့်တယ်ဘယ်လိုဝယ်သင့်တယ်ဆိုတဲ့ဟာတွေကိုအကြံဉာဏ်လေးဒုတိယအပိုင်းမှာကျွန်တော်ထည့်ပြီးပြောပေးပါမယ်အဲ့ဒီမှာသူအဲ့ဒီကုမ္ပဏီမှာသူပိုင်တဲ့ share ကသူ100ရာခိုင်နှုန်းမပိုင်ဘူးကြံတဲ့ဟာကတကဘာလုံးမှာရှိတဲ့ share holder တွေကပိုင်တာသူပိုင်တာ14-15ရာခိုင်နှုန်းခမန်းကြီးလောက်ပဲပိုင်တယ်เนาะရာခိုင်နှုန်းအားဖြင့် share အရေးအတွက်အားဖြင့်ဆိုရင် share အရေးအတွက်တန်း900ကနေတန်း900လောက်အထိပိုင်နေလို့เนาะကျွန်တော်တို့ခမန်းကြအဲ့ဒီမှာ store တွေကเนาะသူ့ရဲ့ဒီကုမ္ပဏီကပြန်ပေးတဲ့အမြတ်နဲ့အဲ့ဒီကုမ္ပဏီ share ရဲ့တန်ဖိုးကိုဝယ်တဲ့လူတွေကတိုင်းတာကြတယ်ကုမ္ပဏီ share ရဲ့ price share တစ်ခုချင်းရဲ့ price နဲ့အဲ့ဒီကုမ္ပဏီကပေးတဲ့အမြတ်ကို stock market မှာ earning လို့ခေါ်တယ်အဲ့ဒီနှစ်ခုကိုတိုင်းတာဒီကုမ္ပဏီရဲ့ share ကသူ့ရဲ့အမြတ်ဘယ်နှစနဲ့အယောင်းဝယ်လုပ်နေရလဲဆိုတော့ဒီမှာကြည့်လိုက်ရင်เนาะစက်တင်ဘာ2021မှာ EPS ဒီမှာကျွန်တော်ရေးထား EPS earning per share Tesla ရဲ့ earning per share share တစ်စုကို$1.19 စင်ရတယ်အဲ့ဒီအချိန်မှာအဲ့ဒီစက်တင်ဘာ21မှာသူ့ရဲ့ share price က$258ရှိတယ်အဲ့ကြတော့ share price ဒီမှာเนาะအမြတ် EPS ရဲ့219စ219.22စအယောင်းဝယ်ဖြစ်เนาะဆိုတော့အဲ့ကြကျွန်တော်ကဘာကိုပြောချင်တာလဲ Elon Musk ရဲ့ချမ်းသာကြွယ်ဝလာတဲ့ဟာကเนาะအမြတ်တရားရပြီးချမ်းသာလာတာအမြတ်က share တစ်စုစုပြန်ရတဲ့အမြတ်ကဘာမှမရှိဘူးသူချမ်းသာလာတာကเนาะသူ့ရဲ့ share တန်ဖိုးเนาะဒီမှာ share တန်ဖိုးကအစိမ်း share တန်ဖိုးတက်သွားတဲ့အတွက်ချမ်းသာတာဖြစ်အဲ့ကြမြန်မာနိုင်ငံလုပ်ငန်းတွေအများစုက stock share market ပေါ်မှာမရှိဘူးဘယ်ပေါ်ကနေလဲချမ်းသာလဲမြန်မာပြည်ကလုပ်ငန်းအများစု earning per share နဲ့ချမ်းသာเนาะ
price နဲ့မချမ်းသာဘူး stock price ဘာဖြစ်လို့လဲကုမ္ပဏီဒီ stock market ပေါ်မှာမတင်ထားဘူးเนาะအဲ့ကြတော့ Elon Musk မြန်မာပြည်မှာ Tesla ကုမ္ပဏီထောင်မယ်ဆိုရင်ကမ္ဘာအချမ်းသာဆုံးတတိဖြစ်စရာအကြောင်းမရှိဘူးဘာဖြစ်လို့လဲကျွန်တော်တို့ဒီမှာကြည့်အောင်အခုနစက်တင်ဘာ2021မှာသူ့ရဲ့ share တစုချင်းပေးတဲ့အမြတ်က$1.19ပဲရှိအဲ့ဒီအချိန်မှာ share တစုချင်းပေါက်နေတဲ့တန်ဖိုးက$258ရှိအဲ့ဒီနှစ်ခုကြားမှာခြားနာချက်ကို PE ratio လို့ခေါ်တယ်เนาะ stock price နဲ့သူကပြန်ပေးတဲ့ earning เนาะ earning per share ဘယ်လောက်กว่าခြားလဲဆိုတော့218ဆတနည်းအားဖြင့်သူဒီ Tesla ရဲ့ share ဒီအမြတ်ရဲ့218ဆနဲ့အယောင်းဝယ်ဖြစ်နေเนาะဆိုတော့အဲ့ဒီဥစ္စာကိုဒီမှာတောက်လျှောက်ပြထားတာเนาะတကယ်လို့သာ Elon Musk เนาะသူ့ကုမ္ပဏီကို stock market တက်မထားဘူးဆိုရင်စက်တင်ဘာ2021မှာကမ္ဘာအချမ်းသာဆုံးတတိဖြစ်เสียမရှိဘူးသူဒီသူ့ share စုစုပေါင်းအရေးအတွက်တန်900နဲ့เนาะ share တူတူချင်းပြန်ရတဲ့1.19နဲ့မြောက်ရင်သူပြန်ရတဲ့အမြတ်ဒီဘယ်လောက်ပဲရှိလဲ1.39ဘီလီယံပဲရှိတယ်အဲ့ဒါမှမဟုတ်ဘူးသူဒီအခုနပြောတဲ့ share price တန်ဖိုးနဲ့သူ့ရဲ့ share စုစုပေါင်းအရေးအတွက်နဲ့မြောက်တဲ့အချိန်မှာသူ့ရဲ့ကျွယ်ဝမှုဒီ232ဘီလီယံလောက်ဖြစ်သွားအဲ့ကြတော့ Elon Musk ဒီเนาะ stock market ပေါ်သူတက်လိုက်တဲ့အတွက်သူဒီနှစ်ခုစလုံးရ share price ကနေပြီးပြန်ပေးတယ်အမြတ်လဲရတယ်တစ်ခုချင်းစီက earning per share ကနေပြီးသူ့ရဲ့ share တန်ဖိုးတက်တဲ့ share လဲရတကယ်လို့သာသူဒီ stock market ကိုမတက်ဖဲနဲ့နေမယ်ဆိုရင်ဒီဘေးမှာအနီလေးနဲ့မြင်ရတဲ့ဟာသူ့ရဲ့ဘယ်ဟာရလဲ earning base သူ့ရဲ့အမြတ်တစ်ခုတည်းကနေပဲရเนาะဒီမှာတွက်ကြည့်လိုက်ရင်1ဘီလီယံ2ဘီလီယံเนาะ3ဘီလီယံခွဲ4ဘီလီယံဆို9ဘီလီယံ9ဘီလီယံ10ဘီလီယံ17ဘီလီယံ12ဘီလီယံနဲ့သူเนาะမချမ်းသာနိုင်ဘူးအခု2026သူအလွန်ဆုံးချမ်းသာအဲ့လောက်ပဲချမ်းသာเนาะဆိုတော့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ဟာဒီပြဿနာเนาะဒီစိန်ခေါ်မှုเนาะဒီဝင်ငွေရနေအမြတ်ကနေခွဲပြီးတဲ့ချမ်းသာကြွယ်ဝမှုကိုကြွယ်ဝမှုလို့ထင်တာအဲ့ကြဒီမှာ तू Elon Musk ကုမ္ပဏီက stock market ပေါ်တင်ထားတယ်အခုအထိ तू ဖြည်းဖြည်းချင်းပဲသွားနေ10ဘီလီယံနဲ့ပိုမချမ်းသာဒါပေမဲ့ तू ဒီ stock market ပေါ်တက်လိုက်တဲ့အတွက်သူ့ရဲ့ချမ်းသာကြွယ်ဝမှုဒီခုန်တက်သွားတဲ့အခါတည်း stock share price ပေါ်မှာမူတည်ပြီးအတက်အကျပေါ်မှာသူ့ရဲ့ share သူ့ရဲ့ကြွယ်ဝမှုကလည်းအတက်ဆင်းဖြစ်เนาะဘလို့ပဲဖြစ် तू ဒီကမ္ဘာအချမ်းသာဆုံးဖြစ်သွားတာကုမ္ပဏီကမြတ်တဲ့အမြတ်ကြောင့်မဟုတ်ဘူးသူ့ရဲ့ share price ကြောင့်သူ့ရဲ့ share price တန်ဖိုးတက်တာကြောင့်သူချမ်းသာသွားတယ်ကျွန်တော်တို့ဒုတိယပိုင်းမှာဒီ Elon Musk ရဲ့ချမ်းသာကြွယ်ဝမှုကနေဘလို့သင်ခန်းစာတွေရလဲကျွန်တော်တို့မြန်မာနိုင်ငံကလုပ်ငန်းရှင်တွေဘာလုပ်လို့ရလဲဆိုတဲ့အကြောင်းကိုကျွန်တော်ဆက်ပြီးဆွေးနွေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်